Okay relationship တစ်ခုမှာကျွန်တော်တို့တကယ်ပဲ right person ကိုရွေးတော့မယ်တကယ်ပဲ partner တယောက်ကိုရည်ရှိနေနဲ့လက်တွေ့တော့မယ်ဆိုလို့ရှိရင်တော့လူတွေကတော့ရွေးချယ်စရာအချက်တွေထက်သွင်းစရာအချက်တွေအများကြီးတော့ပြောကြတာပေါ့နော်ဒါပေမဲ့မဖြစ်မနေကျွန်တော်တို့ထက်သွင်းစရာအချက်တော့ရှိတယ်အဲ့ဒါပါလဲဆိုတော့ဒီကိုရွေးမဲ့ကိုယ့်ရဲ့ partner ရဲ့ visa ပေါ့နော်အဲ့ဒီ visa ကအရင်ကြီးကြည့်တယ်visa ကိုကြည့်ပြီးမှပဲလူတစ်ယောက်ကိုရွေးချယ်စေချင်တယ်လက်ထပ်စေချင်တယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီ visa ကကိုယ်တိုင်ကပဲကြုံရမှာခံစားရမှာမဟုတ်ဘူးနေ့နဲ့ထိတွေ့နေရမှာမဟုတ်ကိုယ့်ရဲ့ရင်သွေးတွေကိုယ်ကလေးတွေရှိတာတဲ့ခါကြလို့ရှိရင်သူတို့တွေလည်းပဲအဲ့ဒီ visa ကိုသူတို့ကကြုံတွေ့ခံစားရမှာအဲ့ဒီလူနဲ့နေ့နဲ့ထိတွေ့ရမှာကိုတယောက်ပဲခံရမှာမဟုတ်ဘူးကိုယ်ကလေးလည်းခံရမှာကိုယ်ကလေးလည်းကြုံရမယ်ဆိုတော့ကိုရွေးတဲ့လူရဲ့ visa ကကောင်းရင်ကောင်းသလိုကိုကလေးရဲ့ visa လည်းကောင်းမယ်ကိုကလေးကြုံတွေ့ခံစားရတဲ့ visa ပတ်ဝန်းကျင်လက္ခဏာကလည်း positive ဆန်ပဲပေါ့နော်ဆိုတော့ဘလို့လူမျိုးနဲ့လူမျိုးကိုကိုကလေးရဲ့အုတ်ထိန်လူအနေနဲ့ဖြစ်စေချင်တယ်လေပေါ့ကိုကလေးရဲ့အဖေအမေဖြစ်စေချင်တယ်လေပေါ့ဆိုတော့ဘလို့လူမျိုးရဲ့အုတ်ထိန်မှုပုံစံနဲ့ဘလို့ visa မျိုးနဲ့လူမျိုးကိုကလေးနဲ့ကြည်ပြေးစေချင်တယ်လေပေါ့ဒါကြောင့်မလို့ visa ကအရင်ကြီးတယ်ချစ်တာကလူတိုင်းချစ်လို့တက်တယ်ကွာဒါပေမဲ့သူ့ visa ကိုကတစ်သက်လုံးနားလည်သိခံနိုင်မလားအဲ့ဒါစဉ်းစားရမယ်အဲ့လို visa နဲ့လူမျိုးကိုရောကိုယ့်ရဲ့ကလေးရဲ့အဖေမင်းဖြစ်စေချင်သလားဒါဒီချာစဉ်းစားမလို့လေဘာဖြစ်လဲဆိုတော့ကိုယ့်ရဲ့ရွေးချယ်မှုကကိုတယောက်တည်းအတွက်မဟုတ်ဘဲနဲ့ကိုကလေးအတွက်ကိုပါသက်ရောက်မှုရှိတယ်ပြီးတော့ကိုကလေးရဲ့အဖေမင်းကိုကိုယ်တိုင်ကရွေးချယ်ပေးရတာပေါ့နော်ကိုယ်တိုင်ကရွေးချယ်ပေးရတာကိုကလေးကသူ့အဖေဘယ်သူဖြစ်မလဲသူ့အမေဘယ်လိုဖြစ်မလဲဆိုတာသူတို့ကရွေးချယ်ပါခွင့်မရှိဘူးကိုယ်တိုင်ကကိုကလေးရဲ့အဖေဘယ်သူဖြစ်မလဲအမေဘယ်သူဖြစ်မလဲဆိုတာကိုယ်တိုင်ကရွေးချယ်ပေးရတာအတွက်ကြောင့်မလို့ကိုကလေးရဲ့အနာဂတ်တစ်ခုလုံးအကျင့်စရိုက်တစ်ခုလုံး visa တွေအကုန်လုံးကကိုယ့်ဘက်မှာအများကြီးမူတည်တယ်ဒါကြောင့်လူတစ်ယောက်ကိုရွေးချယ်တဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီလူရဲ့ visa ကိုလုံးဝမမေ့သင့်